အားလုံးပဲကိုယ်စိတ်နှပြအကျမ်းမှာရှင်လန်းကြပါသည်ဒီနေ့ဘူးရရပြီမယ်အကြောင်းအရာတစ်ခုပြောပြပါမယ်အဲအားလုံးတချို့သောသူတွေရဲ့တောင်းဆိုမှုကြောင့်မြန်မာပြည်မြေပုံရေးဆွဲနည်းလေးကိုမျှဝေပေးပါမယ်မြန်မာနိုင်ငံမြေပုံရေးဆွဲနည်းလေးနော်မြေပုံရေးဆွဲတဲ့အခါမှာအဓိကအင်္ဂါရပ်ကြီး9ရပ်ရှိပါတယ်အဲ့ဒါတွေကတော့ခေါင်းပေါင်းရန်ညွန်စကီပြန်စုကြည့်အောင်ခေါင်းပေါင်းရန်ညွန်စကီနံပါတ်1ခေါင်းဆိုတာခေါင်းစဉ်တက်ပါပေါင်းနံပါတ်2ခေါင်းဆိုတာဘောင်ခတ်ပါရက်ဆိုတာနံပါတ်3အရက်မျက်နှာတက်ပေးပါအရက်မျက်နှာညွှန်းလေးကိုတက်ပေးပါအရက်မျက်နှာတက်ပေးပါညွှန်းဆိုတာအညွှန်းဖြစ်ပေါ်ပြပါစကေးဆိုတာစကေးဖြစ်ပေါ်ပြပါမြေဝင်ရဲ့အောက်မှာစကေးဖြစ်ပေါ်ပြမယ်စကေး3မျိုးရှိတယ်တစ်ကတော့စာရန်စကီစာပြည့်ရေးသားပေါ်ပြထားတဲ့စကီကိုစာရန်စကီနံပါတ်2ကတော့အချိုးသို့မဟုတ်အပိုင်းကဏ္ဍပြပေါ်ပြထားတဲ့စကီကိုအချိုးစကီသို့မဟုတ်အပိုင်းစကီနံပါတ်3ကတော့ပုံပြစကီပုံပြရေးဆွဲပေါ်ပြထားတဲ့စကီကိုပုံပြစကီကိုခေါ်ပါတယ်ဒါကြောင့်လို့ခေါင်းဆိုတာခေါင်းဝင်ဘောင်ဆိုတာဘောင်ခတ်ပါရက်ဆိုတာရက်မျက်နှာညွှန်းဆိုတာညွှန်းတက်ပါစကီဆိုတာစကီဖြစ်ပေါ်ပြပါလို့ဖြစ်တယ်အဲ့ဒီ9ရက်အချက်5ချက်ပေါင်ရပါမယ်မြေပုံဆွဲတဲ့ကောင်မြန်မာပြည်မြေပုံရေးဆွဲတဲ့ကောင်မှာတော့2မိနစ်3မိနစ်အတွင်းအပြီးရေးဆွဲလို့ရအောင်ကြပြလေးကိုတော့အလွတ်ကြက်ထားတဲ့မှာပဲဝဲတအဲ့ဒီကြပြလေးကတော့ဝဲတဝဝကျော်စစ်333လွန်ခဲ့တဲ့12နှစ်လောက်ကဆက်ခဲ့တဲ့ကြပြလေးပါနော်ရာဘက်ချမ်းပါဆိုရင်ဝတ်တူးကျော်ဝပြန်ဆိုကြအောင်ရာဝတ်တူးကျော်အဲ့ဒီရာဘက်ချမ်းပါပဲရာတူး544ကျော်3သူတို့ရဲ့အဓိပ္ပာယ်တွေကိုပြီးသွားရင်ရှင်းပြပါမယ်ရာတူး544ကျော်3လွတ်လိုင်းလေးတွင်မယ်လွတ်လိုင်းရဲ့ဝဲအောက်ဝဲဘက်ချမ်းပါအောက်ရာဘက်ချမ်းပါအပေါ်အဆက်ကလေးတွေချဖို့အတွက်ဒီကြပြလေးကိုအလွတ်ရမယ်ပြန်စုကြည့်အောင်ဝဲတာဝကျော်စစ်333အဲ့ဒီရာဘက်ချမ်းမှာဝတူးကျော်ရာတူး544ကျော်3လွတ်လိုက်ဝဲအောင်ရာပေါ်ဖြစ်ပါလေဟုတ်ပြီမြန်မာပြည်မြေပုံရေးဆွဲတဲ့အခါမှာခေါင်းစဉ်တက်ရပါမယ်အရက်မျက်နှာတက်ရပါမယ်ဘောင်ခတ်ရပါမယ်ဟုတ်ပြီအဲ့ဒီလိုဘောင်ခတ်တဲ့အခါမှာဘောင်ရဲ့လက်မကတော့အလျားကတော့ horizontal သူကတော့3လက်မအလျား3လက်မအနံ vertical တောင်လိုက်က6.7လက်မ6.7လက်မ3လက်မကိုတဝက်ဝက်မယ်ခုဘက်1.5ဒီဘက်1.5 1.5နှစ်ခုပေါင်းလိုက်တော့3လက်မဖြစ်တယ်ဟုတ်ပြီအဲ့ဒီအပေါ်ဆုံးကအကွက်ကလေးက0.6 တချို့ပေတံတွေက6စိတ်တချို့ပေတံတွေက12စိတ်ရှိပါလေလက်မပေတံမှာတချို့ပေတံတွေက6စိတ်တချို့ပေတံတွေက12စိတ်ဒါကို 0.6 ကျန်တာတွေက1လက်မ2လက်မ3လက်မ4လက်မ5လက်မအောက်ဆုံးကတော့1.1ဖြစ်ပါတယ်အပေါ်ဆုံးက0.6ကျန်တာတွေက1လက်မအောက်ဆုံးက1.1ဆိုတော့စုပေါင်းဘယ်လောက်ရှိလဲဆိုရင်6.7လက်မရှိပါဘူးအဆက်ကလေးတွေကိုချကြည့်အောင်နော်ဒီမှာမြေပုံဆွဲတဲ့ကောင်ဝဲဒီဘက်ချမ်းဝဲလို့တတ်မှတ်လိုက်ဒီဘက်ချမ်းဝဲပဲလို့တတ်မှတ်လိုက်မယ်အဲ့ဒီဝဲဟာကြီးဝဲတပထမဒုတိယတတိယမှာဆိုရင်အဆက်ကလေးတစ်စက်တတိယ line မှာအဆက်ကလေးဝတ်ဆိုတာ1.5တဝက်တော့ဒီဘက်0.75ဒီဘက်0.75ဝတ်အဲ့သူကလည်းဝတ်တဝက်ဝကျော်ဆိုတာတစ်လိုင်းကျော်ဆိုတာတစ်လိုင်းကျော်6ဆိုတာ 0.6ဒီဘက်ကကြီး 0.6 တီကိုတချို့ပေတံတွေမှာ6စိတ်တချို့ပေတံတွေမှာ12စိတ်
0.6ဝဲတာပထမဒုတိယတတိယ1ဝက်ကျော်6 3ဆိုတော့ 0.3 အလေကကြီးဒီဘက်ဘေးဘက်အချမ်းကြီးကို 0.3 အဲ့ဒီအလေအစကြီးအပေါ်ကို 0.3 ဟိုးအပေါ်ကကြီးညာဘက်အချမ်းရောက်သွားတယ်သူကလည်း 0.3 အဲ့တော့မလို့ဒီဘက်ဝဲဘက်အချမ်းမှာဆိုရင်ဝဲတာဝက်ကျော်တစ်ခုကျော်တစ်လိုင်းကျော်6 3 3ဒီဘက်ရာဘက်ချမ်းမှာဆိုရင်ခုနတော့ကြပြားလေးအလွတ်ရမယ်ဆိုရင်ဝက်2ကျော်ဆိုတာ2လိုင်းကျော်ဝက်2ကျော်2လိုင်းကျော်ဝက်ရစုပြမယ်ရာဝက်2ကျော်ဝက်အဲ့ဒီရာဘက်ချမ်းမှာပဲရာဒုပထမဒုတိယဒီဘက်ညာဘက်ချမ်းကြီးအတွင်းထဲကို 0.5 ဒီဘက်က4ဒီအလဲရဒီတီကို 0.4 ဆိုတော့တချို့တွေက40တချို့တွေက80တချို့ပေတံတွေက80 544ကျော်ဆိုတာတစ်ခုကျော်ဒီကကျော်ပြီးတဲ့အခါမှာနောက် line တစ် line တော့ 0.3 ကျော်3ပြန်စုပြမယ်ယာတုပထမဒုတိယ544ကျော်3လွတ် line လေးတစ် line တွေ့မယ်လွတ် line ရဲ့အောက်ဝဲဘက်ချမ်းမှာအောက်ရာဘက်ချမ်းမှာဝင်ပေါ်ဟုတ်ပြီအဲ့လိုမြန်မာပြည်မြေပုံစဆွဲတဲ့အခါမှာအဆက်ကလေးတွေကိုဆက်ကြည့်ရနော်ဆက်ကြည့်တဲ့အခါမှာအဲ့စဆွဲမယ်ဆိုရင်နက်မြက်ပေါ့ဝဲဘက်ချမ်းရဲ့အောက်ကစဆွဲမယ်စဆွဲတဲ့အခါမှာနက်မြက်ဝကြီးမော်တင်သုံးငူတီကိုရခိုင်ကမ်းရိုးရန်ဘာကမ်းရိုးရန်ရခိုင်ကမ်းရိုးရန်ဟုတ်ပြီအပေါ်တက်မယ်အပေါ်တက်တဲ့ကလေးတဲ့တစ်ထစ်နှစ်ထစ်သုံးထစ်လေးထစ်ပထမတစ်ထစ်တီကိုရခိုင်ရိုးမောက်မှာဆိုရင်အမြင့်ဆုံးတောင်ကစွန်တောင်တစ်ထစ်ကျော်တာနဲ့နှစ်ထစ်သုံးဒီသုံးထစ်ကချင်းတောင်ထဲမှာဆိုအမြင့်ဆုံးတောင်ကနတ်မတောင်မြန်မာတွေကခေါ်တယ်နတ်မတောင်ချင်းတွေကခေါ်တယ်ခေါနုတောအင်္ဂလိပ်ဖုန်းတော်ကြီးတွေကနာမည်ပေးထားတယ်အင်္ဂလိပ်တွေကခေါ်တယ်ဝီတိုရီယာတောင်ပါမယ်အမြင့်ဆုံးတောင်ဖြစ်ပါတယ်အဲ့ဒီလေးတွေကြော်တာနဲ့ဒီမှာကမဏိပူရကုန်းမြင့်တောင်ကန်းတွင်ပြောက်သွားပြီးတော့ကုန်းမြင့်တယ်မဏိပူရကုန်းမြင့်မှာဆိုရင်ဒီဘက်ကတမူအိန္ဒိယကိုထွက်ပေါက်တမူအင်ဖာလန်ကိုအိန္ဒိယနိုင်ငံထွက်ပေါက်ရှိတယ်အဲ့ဒီကအပေါ်တက်သွားရင်တောင်တန်းကြီးပြန်ဖြစ်လာတယ်အဲ့ဒီနောက်ဘက်တောင်တန်းကြီးอ่ะဆိုရင်ဒီမှာဆိုရင်နာဂတောင်တန်းရဲ့အပေါ်မှာဆိုရင်ပတ်ကွိုင်တောင်တန်းအဲ့ဒီပတ်ကွိုင်တောင်တန်းမှာဆိုရင်အိန္ဒိယနဲ့ဆက်သွယ်ထားတဲ့လီဒူလမ်းမှာကြီးရှိပါတယ်အဲ့ဒီပတ်ကွိုင်တောင်တန်းမှာအမြင့်ဆုံးတောင်ကဆာရာမေရီတောင်ဖြစ်ပါတယ်ဒီတော့ 0.3 အဲ့ဒီကအပေါ် 0.3 ကချင်ပြည်နယ်မြောက်ပိုင်းအမြင့်ဆုံးတောင်မြန်မာနိုင်ငံမြောက်ဘက်အမြင့်ဆုံးမှာရှိတယ်အမြင့်ဆုံးတောင်ဖြစ်တဲ့ခကပူရာစီကလန်ယာစီကလန်ယာစီကရေဝေးရေလဲတောင်ဖြစ်ပါတယ်ဟောအဲ့ဒီခကပူရာစီကလန်ယာစီကချင်ပြည်နယ်အရှေ့ဘက်လဲရောက်ရောပန်ဝါမှာဆိုရင်မြေရှားတထုတွေထွက်ပါတယ်အဲ့ဒီကချင်ပြည်နယ်တောင်ပိုင်းကိုလည်းပြန်ဆင်းလာရောဒီမှာတစ်ဆင့်ဆက်ဆွဲမယ်ဆိုရင်ဗမော်ကရှမ်းပြည်မြောက်ပိုင်းမူဆယ်နန်းခမ်းအဲ့ဒီရှမ်းပြည်အရှေ့ပိုင်းမှာတစ်ဆင့်ရှမ်းပြည်တောင်ပိုင်းမှာတစ်ဆင့်ကယားပြည်နယ်ရောက်လာပြီဒီကယားပြည်နယ်ကိုဆွဲပြီးအဲ့မှာခဏရမယ်ဒီဘက်ခုနတော့ကနတ်မြဝကြီးမော်တင်ဆုံးမူတီကိုရခိုင်ကမ်းရိုးတန်းဒီကမော်တင်ဆုံးမူကြီးမုတ်တမဝိတီကိုမြဝကျွန်းပေါ်ကမ်းရိုးတန်းအဲ့ဒီမုတ်တမဝိကြီးဟိုးကော့တောင်းမူတီကိုတနင်္သာရီကမ်းရိုးတန်းဒါကြောင့်မို့မြန်မာနိုင်ငံကဆိုရင်ကမ်းရိုးတန်းအရှေသုံးမူကြီးကိုပိုင်ဆိုင်ပါတယ်ကမ်းရိုးတန်းအရှေနတ်မြဝကြီးမော်တင်ဆုံးမူကမုတ်တမဝိရဲ့ကော့တောင်းတီကိုကမ်းရိုးတန်းအရှေပေါ့2200ကီလိုမီတာရှည်လျားပါပဲအဲ့ဒါကဒီဘက်ကိုကြည့်လိုက်တော့လက်မြဝဒီဂရီလေးတစ်ထစ်ကရင်နှစ်ထစ်မြောက်တီကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်ထစ်ကျော်တာနဲ့အိန္ဒိယတို့မြန်မာနိုင်ငံတဝက်ထိကိုရောက်နော်အဲ့ဒီတဝက်
အပေါ်အထိကိုပြန်ဆုံးမဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံဘယ်အထိတောင်းလဲဆိုရင်ဟိုတောင်မှန်ရှမ်းပြည်နယ်အရှိတောင်မှန်လေးအထိကိုတောင်းအဲ့ဒီတောင်မှန်လေးကမှတစ်ဆင့်နော်အဲ့ဒီတောင်မှန်မှာလေလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအဲ့ဒီလာအိုပြီးရင်အောက်တောက်လျှောက်ဟာထိုင်းနိုင်ငံဖြစ်ပါတယ်အဲကြောင့်မလို့မြန်မာနိုင်ငံအိန္ဒိယနိုင်ငံ၅နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါဒီနတ်မြဟာဆိုရင်ဒီကြားထဲမှာရှိတဲ့နတ်မြဟာဆိုရင်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့နယ်နိမိတ်မြစ်ဖြစ်ပါတယ်နောက်တစ်ခါရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့တောင်ပန်လေးမှာဆိုရင်လာအိုနိုင်ငံနဲ့နယ်နိမိတ်မြစ်ကမဲခေါင်မြို့ဖြစ်ပါတယ်အဲဒီမှာဆိုရင်ကယားပြည်နယ်နဲ့ထိုင်းနိုင်ငံနယ်နိမိတ်မြစ်ကတော့တန်လွင်မြစ်ဖြစ်ပါတယ်ဒီနားမှာမြဝတီမဲဆောက်ဒီကမြဝတီအမှတ်1တရားအမှတ်2တရားကိုရင်မဲဆောက်ဟာဘာမြစ်ကိုဖြတ်မလဲဆိုရင်တောင်ရင်းမြစ်ကိုဖြတ်မယ်တောင်ရင်းမြစ်ဆိုရင်မြန်မာနဲ့ထိုင်းရဲ့နယ်နိမိတ်မြစ်ဖြစ်ပါတယ်နောက်တစ်ခါဆက်ကော့တောင်းအိမ်မှာတစ်ဆင့်ယူရီးယားရနောင်းတွေကိုတောင်းမယ်ဆိုရင်တာချန်မြစ်ကိုဖြတ်ရတယ်အဲကြောင့်မလို့မြန်မာနိုင်ငံမှာနယ်နိမိတ်မြစ်5စင်းအဲ့ဒီခုနကတော့နတ်မြစ်ကစားတဲ့အခါလေကလေးနဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်လာအိုထိုင်းအဲ့ဒီကုန်းနယ်နိမိတ်က6300ကီလိုမီတာရှည်လျားပါအပြည်ပြည်ဆိုင်ရာကုန်းနယ်နိမိတ်က6300ဖြစ်ပါတယ်ဒါလေးတွေကလည်းသိထားတယ်မှာပဲမြန်မာနိုင်ငံမှာအဓိကထင်ရှားတဲ့မြစ်ကြီး၄စင်းရှိပါတယ်အဓိကမြစ်ကြီးကတော့ဧရာဝတီမြစ်ကြီးနောက်ခခပူရာဒီကလန်ယာဒီဟာစတင်စီးဆင်းလာတဲ့အရှိယာမေခနောက်ကမလိခမလိခမြစ်စုံပြီးတော့ဧရာဝတီမြစ်ကြီးစတင်ဖြစ်ပေါ်လာပထမတကွေးကဗမော်ဧရာဝတီမြစ်ရှိရဗမော်အနောက်ဘက်ကကတ္တာဒုတိယတကွေးကမန္တလေးအဲ့ဒီမန္တလေးရဲ့အောက်ကိုဆက်ဆင်းလာမယ်ဆိုရင်ပုဂံမြင်းချံဒီဘက်မြင်းချံဟိုဘက်ကကျွဲချံတော့မဟုတ်ပါဘူးနော်ပခုတ်ကူမြို့အဲ့ဒီမြင်းချံနဲ့ပခုတ်ကူမြို့မှာပဲချင်းတွင်းမြစ်ကြီးရပဲဧရာဝတီမြစ်ထဲကိုအနောက်ဘက်ကစီးဝင်မှာဒီမှာချင်းတွင်းမြစ်အဲ့ဒီချင်းတွင်းမြစ်ကြီးရဆိုရင်ဧရာဝတီမြစ်ထဲကိုအနောက်ဘက်ကစီးဝင်မှာမြင်းချံနဲ့ပခုတ်ကူကြားမှာနော်အဲ့ဒီချင်းတွင်းမြစ်ကိုမြစ်ဖျားပိုင်းကိုတနိုင်းခါလို့ခေါ်ပါမြစ်ဖျားပိုင်းကိုဗာမြစ်လို့ခေါ်တော့တနိုင်းခါမြစ်ဆိုရင်ကုမွန်တောင်မှာမြစ်ဖျားခံပါအဲကြောင့်မလို့ချင်းတွင်းမြစ်ကြီးရဆိုရင်တနိုင်းခါမြစ်ဖျားပိုင်းကိုတနိုင်းခါလို့ခေါ်ကုမွန်တောင်မှာမြစ်ဖျားခံပါအဲ့ဒီချင်းတွင်းမြစ်ကြီးရဆိုရင်ဧရာဝတီမြစ်ရဲ့အဓိကမြစ်လက်တက်ကြီးဖြစ်ပါလို့ဧရာဝတီမြစ်ကြီးနဲ့ပေါင်းစုံပြီးဧရာဝတီမြစ်ကြီးဖြစ်စီးဆင်းလာပြီးတော့ပြီးရရင်မှတစ်ဆင့်နော်ဒီဘက်မှာဆိုရင်တာရဝေါဧရာဝတီမြစ်ရဲ့ရှေ့ဘက်မှာတာရဝေါအနောက်ဘက်မှာဟင်္ဒရာအဲ့ဒီအိမ်မှာမြစ်ခွဲပေါင်းများစွာနဲ့ဧရာဝတီမြစ်ဝကျွန်းပေါ်ကြီးဖြစ်ပေါ်လာတာနော်ဒါကတော့ဧရာဝတီမြစ်ရဲ့ချင်းတွင်းမြစ်ရဲ့ဒုတိယမြစ်တစ်စင်းကတော့စစ်တောင်းမြစ်ဆိုရင်အနောက်ဘက်မှာပဲခူးရိုးမှာအရှေ့ဘက်မှာရှမ်းကုန်းမြစ်ဒါကြောင့်မလို့သူကလည်းရေအတက်အကျမြန်တဲ့မြစ်တစ်စင်းဖြစ်ပါရေတက်ကြမြန်တဲ့ကြောင့်တမောသွားလာရမှာခက်ခဲမှုရှိတဲ့ကြောင့်တက်ဝါဖောင်မျောရန်သုံးပါပဲစတုတ္ထမြစ်ကြီးကတော့ခုနကတော့စစ်တောင်းမြစ်ကဆိုရင်ဗမာစီးဝင်လဲဆိုရင်မုတ်တမောက်ကွေမှာစီးဝင်ပါတယ်မြစ်ဝကျရှိတဲ့မြစ်ဒဇင်းလုံးမြာဆိုရင်စစ်တောင်းမြစ်ဖြစ်ပါစတုတ္ထမြောက်မြစ်ကတော့တရုတ်ပြည်မှာစတင်စီးဆင်းလာတဲ့တရုတ်ပြည်ကနုမြစ်လို့ခေါ်တယ်သူတို့ကတော့နုကျန်းပေါ့နော်နုကျန်းအဲ့ဒီနုကျန်းဆိုရင်မြန်မာနိုင်ငံထဲလည်းရောက်ရောတန်လွင်မြစ်ကြီးဖြစ်လာတန်လွင်မြစ်ကြီးဆိုရင်ရှမ်းပြည်မြောက်ပိုင်းအလယ်ပိုင်းတောင်ပိုင်းကိုဖြတ်တန်းစီးဆင်းရတဲ့ကြောင့်တောင်ကုန်းတောင်တန်းတွေဖြတ်တန်းစီးဆင်းရတဲ့ကြောင့်ရေတကုန်းတွေရေမော်တွေပေါ်များပါတယ်အဲ့ရှမ်းပြည်တောင်ပိုင်းမှာတစ်ဆင့်ကယားပြည်နယ်နဲ့ထိုင်းနိုင်ငံနယ်နိမိတ်မြစ်တစ်ဆင့်လည်းဖြစ်ပါတယ်သူကမှာစစ်နော်တန်လွင်မြစ်ကြီးကဆက်လက်တောင်ပိုင်းကိုဆက်စီးပြီးတော့ဘလူးကျွန်းမှာဆုံးပါတယ်ဘလူးကျွန်းအိုင်မှာတစ်ဆင့်မုတ်တမောက်ဝိကပ်ပလီပင်လယ်အော်တွေကိုစီးဝင်ဒါဆိုရင်မြန်မာနိုင်ငံရဲ့နော်မြေပုံလေးဒီအချက်လက်တွေကိုသိမှဆိုရင်မြန်မာနိုင်ငံမြေပုံအလွယ်တကူဆွဲလို့ရအောင်အားလုံးတော့နားထောင်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်